ပဲဒီနေ့အောင်ထမင်းချက်ပြပါမယ်စံ3လုံးကိုရေလေးလုံးခွဲထည့်မယ်တစ်လုံးခွဲကိုတော့အုံးရေထည့်လိုက်ပါတယ်အုံးသီးမများအောင်လို့ပါပြီးတော့စက်သွန်လေးတွေပုံမှန်ပြတဲ့အတိုင်းကိုထည့်ချင်တဲ့လောက်တော့မှန်ပြီးထည့်လိုက်ပါတော့ဒီဘက်ကကျတော့နည်းနည်းလေးများလေးထည့်လိုက်ပါတော့ပုံမွှေးအောင်လို့ပေါ့နော်တေချာလေးနှံအောင်တစ်လုံးချင်းစီထည့်ပါတယ်ပြီးတော့တေချာလေးတစ်လုံးချင်းစီလည်းပြောင်းစီထားရပေါ့နော်ပြီးွားရင်ဘယ်လိုတခြားကိုတစုံထည့်ပါမယ်ပြီးွားရင်ထောပတ်နည်းနည်းထည့်မယ်နောက်ပြီးရင်စားနည်းနည်းထည့်မယ်ပြီးွားရင်ဘယ်လိုအကောင်လုံးသမအောင်ဝေလိုက်ပါမယ်ဒီရှာလေးနှံအောင်သမအောင်ဝေပြီးတော့မှာတည်ပါမယ်ပေါ့နော်အဲတော့ပုံမှန်ထမင်းပေါင်းနဲ့ပဲတည်ပါလိုက်ပါမယ်အခုဆိုရင်တော့ထမင်းလေးကျက်သွားပါပြီအရန်မွေးရပေါ့နော်ဒါပေမဲ့အုံနုလေးကိုလျှော့ထားပါတယ်ပြီးတော့ဒါကတော့ဖုန်းကြီးချောင်းကိုပုံမဲ့အားလေးပေါ့နော်ဖုန်းကြီးချောင်းကြက်ပေါင်စီပြန်လေးရဲ့ချမောင်ကျော်လေးရဲ့မြေပဲထောင်းကျော်လေးရဲ့ပါဒါတော့အပက်လက်ရအုံထမင်းလေးပါဆုံးတိချီပြီလို့ကျေးဇူးပါနောက်ဗီဒီယိုမှာပြန်တွေ့မယ်တတာ